ပင်လယ်ရေပြင်ကရုတ်တရက်နှိမ့်ဆင်းသွားပြီးအေယာမကြောက်တန်းကြီးတစ်ခုပေါ်ထွက်လာတာကိုမြင်ဘူးပါသလား။ဩစတြေးလျနိုင်ငံကမောင်ဂိုမာရီတန်တာကြောက်တန်းအကြောင်းကိုတင်ဆက်ပေးမှာပါခင်ဗျာ။2024ခုနှစ်ဧပြီလတိုင်းတာချက်တွေအရဒီနေရာမှာဒီရေဟာ10မီတာ33ပေအထိအမခန်းမြန်ဆန်စွာကျဆင်းသွားတတ်ပါတယ်။ရေတွေပြန်စီးကြချိန်မှာကြောက်တန်းပေါ်ကနေရေတကုံငယ်လေးပေါင်းဒါဇင်နဲ့ချီဖြစ်ပေါ်လာပြီးရေနက်ရလမ်းကြောင်းတွေထဲကိုအရှိန်နဲ့စီးဝင်သွားပါတယ်။ဒီအချိန်မှာပင်လယ်မွေတွေလိပ်တွေနဲ့ငါးမန်းတွေဟာကြောက်တန်းပေါ်ကနေရေနဲ့အတူလိမ့်ဆင်းသွားကြတဲ့မြင်ကွင်းကတော့တကယ်ကိုအံ့ဩစရာပါပဲထူးခြားတာကဒီကြောက်တန်းဟာတန်တာကြောက်တတ်မဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း1.8ဘီလီယံကလေးကတည်ရှိခဲ့တဲ့တဲကြောက်ကုန်းပြင်းမြင့်ကြီးဖြစ်ပါတယ်ဒီမှာရှိတဲ့တန်တာကြောက်တွေဟာပြင်းထန်တဲ့ခရမ်းလွန်ရောင်ကြီးနဲ့အပူချိန်အပြောင်းလဲတွေကိုကြံ့ကြံ့ခံနိုင်တဲ့ထူးခြားတဲ့ခံနိုင်ရရှိကြပါတယ်2016ခုနှစ်မှာတန်တာကြောက်ဖြူချင်းတန်ကိုခံခဲ့ရဘူးသလို2024ခုနှစ်မေလမှာလည်းကမ္ဘာလုံးဆိုင်ရာတန်တာကြောက်ဖြူချင်းဘေးအန္တရာယ်ကိုစောင့်ကြည့်နေရဆဲဖြစ်ပါတယ်။နေဆက်ရဲ့လန်ဇရှစ်နဲ့ကိုဂျိုးလူတွေကနေတဆင့်ဒီကြောက်တန်းကြီးရဲ့အနုစိတ်ပုံသဏ္ဍာန်ကိုအာကာသထဲကနေတိကျစွာမှတ်တမ်းတင်နိုင်ခဲ့တာပါ။သဘာဝတရားရဲ့အမခန်ဒီရေဖြစ်စဉ်နဲ့မောင်ဂိုမာရီတန်တာကြောက်တန်းအကြောင်းကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။